အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြအောင်မှာတော့ကျွန်တော်တို့ Windows license တွေမှာဆိုရင်ဘယ်လိုမျိုးအမျိုးအစားတွေရှိတယ်ဆိုတာကိုပြောပြအောင်မှာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါဆိုစလိုက်ရအောင်နော်ကျွန်တော်တို့laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ် Windows တင်သုံးတဲ့ခါကျရင် Windows license တွေကမျိုးမျိုးရှိတယ်ကျွန်တော်တို့အခုနောက်ပိုင်း laptop တွေbranded PC တွေဆိုရင်ဝယ်လို့ရှိရင်သူက Windows license ဆိုပြီးအထက်မှာပါတတ်တယ်အဲ့ဒီ license ကတကယ်ရောပါရလားဘယ်လိုမျိုးစစ်ရမလဲဆိုတာဒီ video လေးမှာ sharing လုပ်ပေးအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Windows license တွေအကြောင်းအရင်မပြောခင်ပုံမှန်အဖြစ်ပါ Windows license ဘယ်နှမျိုးရှိတယ်ဆိုတော့အရင်ပြောပြအောင်မှာဖြစ်ပါတယ်ခင်ဗျာWindows license တွေကအမျိုးမျိုးရှိပေမဲ့ကျွန်တော်တို့လောလောဆယ်တော့အသုံးအများဆုံး Windows license 3ခုကိုအရင်ဆုံးရှင်းပြအောင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဟာဘာတွေလဲဆိုတော့နံပါတ်1အနေနဲ့ကတော့ OEM license ဖြစ်တယ်နံပါတ်2က retail license ရှိဖြစ်တယ်နံပါတ်3ကကျတော့ဘောလုံး license ဖြစ်တယ်သူတို့ကဘာတွေကွာခြားလဲဆိုတော့နံပါတ်1 OEM license ဆိုတာကတော့Dell တို့ HP တို့ Lenovo တို့အစရှိသည်ဖြင့်ကွန်ပျူတာထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့မှကွန်ပျူတာရဲ့ motherboard ဘိုင်အိုထဲပေါ့နော်ဘိုင်အိုထဲကိုထည့်ပေးလိုက်တဲ့ key ဖြစ်တယ်သူ့ရဲ့အားသာချက်ကတော့ဘာလဲဆိုတော့သူကဒီ motherboard မပြတ်မချင်းကျွန်တော်တို့ဒီ license ကိုအသုံးပြုလို့ရတယ်ဂျားထဲမှာ Windows တစ်ခုခုဟိုမှာဒီ license မရှိမဟုတ်ရင်ကျွန်တော်တစ်ခုခုပြောင်းတင်ပြီးတော့ license ပြန်တင်တဲ့ခါကျတော့ key ကို auto ထည့်ပြီးတော့ activate လုပ်လို့ရတယ်အဲ့တော့သူ့ရဲ့အားသာချက်ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့တစ်ခုအားနည်းချက်ကဘာလဲဆိုတော့သူက support Microsoft ကုမ္ပဏီရဲ့တိုက်ရိုက်မပေးဘဲနဲ့set ထုတ်လုပ်တဲ့ Dell တို့ Lenovo တို့Acer တို့ HP တို့အမျိုးမျိုးသောကုမ္ပဏီတွေရဲ့ပဲဒီဟာအတွက် software support ကိုပေးတာဖြစ်ပါတယ်သူ့ရဲ့ license သက်တမ်းဆိုလဲ light တိုင်းဖြစ်တယ်အဓိကဖြစ်တော့ motherboard မပြတ်မချင်းဒီ license ကိုအသုံးပြုလို့ရနေသေးတာဖြစ်ပါတယ် motherboard ပြတ်သွားရင်တော့ဒီ license ကအသုံးပြုလို့ရတော့မဟုတ်ပါဘူးအခုခေတ်မှာဆိုရင်လည်းကျွန်တော်တို့ laptop အသစ်တစ်လုံးဝယ်လိုက်တဲ့အခါကျရင် Windows license ပါတယ်ဆိုတာလည်းအခုလိုမျိုး OEM license တွေပဲဖြစ်ပါတယ်ဒုတိယတစ်မျိုးဖြစ်တာကတော့ retail license ဖြစ်တယ်ပေါ့နော် retail license ကကျတော့ Microsoft ရဲ့တိုက်ရိုက်ရောင်းချတဲ့license အမျိုးအစားတစ်ခုဖြစ်တယ်သူက user တယောက်ချင်းစီကိုတည်တံ့ရောင်းချတဲ့ license မျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ Microsoft online ရပဲဖြစ်ဖြစ်supermarket တစ်ခုခုမှာပဲဖြစ်ဖြစ်keycap တစ်ခုခုနဲ့ဝယ်ပြီးတော့အသုံးပြုလို့ရပါတယ်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့က Microsoft ရှိကဒီ retail license key ဝယ်လိုက်ပြီဆိုရင်သူက key ကို25 character 25လောက်ပါတဲ့ key တစ်ခုကိုပေးတယ်အဲ့ key ကိုကျွန်တော်ထည့်ပြီး activate လုပ်ပြီးသုံးရုံပဲသူ့ရဲ့အားသာချက်တွေကဆိုရင်သူက Microsoft account နဲ့တိုက်ရိုက်ချိတ်ထားတယ်ပြီးတော့ support ကိုသူက Microsoft ကတိုက်ရိုက်ပေးတယ်ပေါ့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကကိုသုံးနေတဲ့ laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ်ပြတ်သွားခဲ့သည်ရှိတော့နောက်ထပ်set တစ်လုံးမှာပေါ့နော်ဒီ license ကိုထည့်ပြီးကျွန်တော်တို့အသုံးပြုလို့ရနေတယ်သူ့ရဲ့အားသာချက်တစ်ခုလည်းဖြစ်တယ်အဲ့အတွက်လည်းသူက retail license ရဆိုကျွန်တော်ခုနပြောတဲ့ OEM license နဲ့ဆိုင်တော့ဈေးအနည်းငယ်ကြီးတယ်သူ့ရဲ့တက်တန်းဆိုလဲကျွန်တော် light တိုင်းဖြစ်တယ်Microsoft ကဒီ Windows version ကို support လုပ်တဲ့အချိန်ထိအသုံးပြုလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ပြောမှာတော့သူကဘောလုံး license ဖြစ်တယ်ပေါ့နော်ဘောလုံး license ကဘယ်လိုမျိုးလဲဆိုတော့သူကuser တွေအများကြီးရှိတဲ့နေရာတွေအတွက်ထုတ်ပေးထားတဲ့license မျိုးစားတစ်ခုဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့ organization အကြီးကြီးပြီးတော့ကျောင်းတို့တက္ကသိုလ်တို့အဲ့လိုမျိုးလူကြီးများများuser များများအသုံးပြုမဲ့နေရာတွေမှာအသုံးပြုဖို့အတွက်ဖြစ်တယ်သူ့ရဲ့အားသာချက်ကတော့ဘာလဲဆိုတော့key တစ်ခုတည်းနဲ့တစ်ပိုက်တွေအများကြီးကိုactivate လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီဟာကိုလည်းserver တွေတန်းလုပ်တာတွေပါလေရတယ်ပေါ့နော်ကျွန်တော်အခုဆိုရင် Windows license တွေအကြောင်းနားလည်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့ laptop ထဲမှာ Windows license တွေကိုဘယ်လိုကြည့်ရမလဲဆိုတာကိုဆက်လက်ပြောပြအောင်မှာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ Windows license တွေကိုအမျိုးမျိုးစစ်လို့ရပါမယ်ကျွန်တော်တို့အသုံးများတဲ့เนาะစစ်နည်းလေးတွေပဲရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးနည်းဖြစ်နေတော့command prompt လို့ခေါ်တဲ့ CMD ကိုကျွန်တော်တို့သွားလိုက်မယ်command prompt ထဲမှာကျွန်တော်တို့က smgr space/xpr ဆိုပြီးရိုက်ပြီး enter ခေါက်လိုက်မယ်အဲ့လို enter ခေါက်တဲ့အခါကျတော့ Windows script တစ်ခုတက်လာမယ်အဲ့ဒီမှာသူရေးထားတာက Windows ပြီးတော့ကျွန်တော်တို့က Core Single Language Edition ဖြစ်တယ်this machine is permanently activated ဆိုတာဒီစက်ကတော့ activate ဖြစ်တယ်ပေါ့ Windows license သုံးနေတယ်လို့ပြောတာပေါ့နော်ဒီဟာကိုကြည့်ချင်းရပြီကျွန်တော်တို့က Windows Single Language Edition ကိုသုံးနေတယ်လို့နားလည်ရမှာပေါ့နော်
နောက်ထပ်ဒုတိယမြောက်စစ်လို့ရမယ့်နည်းကတော့ power share ကြီးစစ်တာဖြစ်ပါတယ် power share ကိုတောက်ဖို့အတွက်ကျွန်တော်ဆက်ပါ power share ဆိုပြီးရိုက်ပြီး power share တွေကိုဝင်လိုက်မယ်အဲ့ဒီမှာ comment လေးတစ်ခုရိုက်ရမှာဖြစ်ပါတယ်အဲ့ comment ကိုလည်းကျွန်တော်တို့ဒီ video ရဲ့ description မှာထည့်ပေးထားပါမယ်ဟိုအလို့ရရဆိုလည်းကိုယ်တိုင်ရိုက်ကြည့်လို့ရပါတယ်အလို့မရဘူးဆိုလည်းဒီ description က comment ကိုကူးပြီးတော့power share မှာ page ချလိုက်ပါနော်power share ထဲမှာကျွန်တော် comment ကိုပိတ်ချပြီးတော့ enter ခောက်လိုက်ပြီးဆိုရင်သူက key လေးကိုလာပြတယ်အဲ့ဒီဟာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ Windows ရဲ့ license key မျိုးစားပေါ့နော် license key ကဒီဟာဖြစ်ပါတယ်ဆိုပြီးလာပြတာဖြစ်ပါတယ်ဒီနည်းနဲ့ပဲမိတ်ဆွေတို့ laptop မှာရှိတဲ့ကိုယ့်ရဲ့Windows license key ကိုကြည့်လို့ရပါတယ်တတိယမြောက်နည်းအနေနဲ့ကျွန်တော် Windows license ကိုစစ်ဖို့အတွက်ကWindows ရဲ့ setting တွေကိုသွားလိုက်မယ်အဲ့မှာ system နဲ့မှာကျွန်တော် activation ဆိုတာရှိတယ်activation ကိုနှိပ်လိုက်တဲ့အခါကျရင်အဲ့ဒီအပေါ်ဆုံးမှာဆို activation state ဆိုတာရှိတယ်အဲ့ဒီခါကိုကျွန်တော်နှိပ်လိုက်တဲ့အခါကျရင်ဒီမှာ Windows activated with a digital license ဆိုပြီးကျွန်တော်တို့ Windows က digital license တစ်ခုနဲ့ activate ဖြစ်နေတယ်ဆိုတာကိုလာပြပေးတယ်ဒါဆိုကျွန်တော်တို့ Windows ကlicense ဖြစ်တယ်လို့သတ်မှတ်လို့ရတယ်ပေါ့နော်ဒီလောက်ဆိုတော့ကျွန်တော်တို့ရဲ့ Windows က license ဖြစ်လားမဖြစ်လားဆိုတာတော့ကြည့်လို့ရပါပြီပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ Windows ကို license ကြည့်ပြီးတော့ဘာ license အမျိုးအစားလဲဆိုတာထပ်ကြည့်မယ်အဲ့လိုကြည့်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံး command prompt ကိုသွားလိုက်မယ်command prompt ထဲမှာကျွန်တော်တို့ smngr space/dfv ဆိုပြီးရိုက်ပြီး enter ခေါက်လိုက်မယ်အဲ့ဆိုတော့သူပေါက်လေးတစ်ခုကြာလာလိုက်မယ်အဲ့ပေါက်လေးမှာသူဘာတွေရေးထားလဲဆိုတော့အပေါ်ဆုံးမှာကျတော့ software license service version software version မျိုးစာကိုရေးထားမယ် name နေရာမှာကျတော့ကျွန်တော်တို့ Windows Core Single Language Edition Single Language Edition ဖြစ်တဲ့operation system နေရာမှာသူရေးထားတာ OEM DM channel ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ရဲ့ Windows OEM Windows ဆိုတာကိုသိနိုင်တယ်ပေါ့နော်အောက်မှာလည်းသူ activation ID ဆိုပြီးနံပါတ်တွေပါမယ် application ID ဆိုပြီးတော့အောက်မှာလည်းနံပါတ်တွေပါမယ် product key channel မှာလည်းသူ OEM semicolon DM ဆိုပြီးပါမယ်ပြီးတော့license URN ဆိုပြီးစစ်လို့ရတဲ့ link တွေလည်းပါမယ်ဒါတွေအားလုံးကိုကြည့်ချင်ရပြီကျွန်တော်တို့ရဲ့အခုသုံးနေတဲ့ Windows ဟာဆိုရင် OEM license အမျိုးအစားဆိုတာကိုနားလည်လို့ရတယ်ပေါ့နော်မိတ်ဆွေကိုလည်းမိမိဝယ်ထားတဲ့ laptop က license version ဟုတ်တယ်ဘာ license လဲဆိုတာကိုဒီလိုမျိုးစစ်ကြည့်လို့ရပါတယ်အခုကျွန်တော်တို့ OEM license အမျိုးအစားကိုစစ်ပြီးတဲ့အခါမှာနောက်တစ်ဆက်လုံးမှာဘာ license အမျိုးအစားသုံးထားတယ်ဆိုတာကိုထပ်ပြီးစစ်ပြရမယ်ပေါ့နော်အဲ့လိုစစ်ဖို့အတွက်ကြောင့်လည်းအဲ့ဆက်ရဲ့ command prompt ကိုဖွင့်မယ် command prompt မှာ smgr space/dai ဆိုပြီးနှိပ်လိုက်မယ်အဲ့ဒီမှာဆိုရင်လည်းကျွန်တော်ခုနစစ်လို့ပေါက်လေးတစ်ခုပေါ်လာမယ်ဒီမှာလည်းသူပြထားတာတော့operation system ပေါ့နော်ဒါပေမဲ့သူ့မှာတော့ပြောင်းသွားတယ်ခုနကျွန်တော် OEM ဆိုပြီးတွေ့တယ်ဒီမှာတော့ဘောလုံးဆိုပြီးဖြစ်သွားတယ်အဲ့အတွက်သူ့ရဲ့ license မျိုးစားကဘောလုံး license မျိုးစားဖြစ်တယ်ဆိုပြီးကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာဘောလုံး activation ဆိုပြီးတော့ပါတယ်အဲ့ဒီမှာလည်းကျွန်တော်တို့က65ရက်ဆိုပြီး95 day ဆိုပြီးပြနေတယ်ဘာလဲဆိုတော့ဒီ Windows က95 day ပဲနောက်ထပ်အသုံးပြုလို့ရတော့မှာပေါ့နော်95 day ကျော်သွားလို့ရှိရင် activation လောက်တစ်ခါထပ်လုပ်ရမယ်ဆိုပြီးပြထားတာဖြစ်ပါတယ်ဒီလိုမျိုးဟာတွေကဘယ်လိုဟာမျိုးမှာပြတယ်ဆိုတော့များသောအားဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာ crack version တွေတုံးတဲ့အခါမျိုးတွေမှာဒီလိုမျိုးတွေကပြတယ်တာများပါတယ်ဒါဆိုရင်မိတ်ဆွေတို့လည်းကိုယ့်ရဲ့ Windows က license လား crack လားဆိုတာကိုအလွယ်နားလည်လို့ရပြီထင်ပါတယ်အဆုံးထိကြည့်ရှုပြီးတော့ရောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုတော့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဒီပညာကိုစိတ်ဝင်စားလို့ကျွန်တော်တို့ channel ကတင်ထားသမျှကိုလည်းစိတ်ပါဝင်စားတဲ့သူ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးနိုင်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ